processing time ကတစ်ပတ်နဲ့9ရက်လောက်ပဲကြာခဲ့ပေါ့နော်မင်္ဂလာပါအမဒီကျွန်တော်တို့ဒီ scale assessment positive outcome တွေမှာကျွန်တော် reverse ကိုစားကျွန်တော်ပြောပြပါတယ်လားတို့ကျွန်တော်တို့ Australia scale migration လုပ်နေတဲ့လူတွေလုပ်ဖို့ပြင်ဆင်နေတဲ့လူတွေပေါ့နော်ဒီလေ့လာလို့ရအောင်အမရဲ့အတွေ့အကြုံတွေကိုကျွန်တော်မျှဝေလို့ section လေးကိုပေါ့နော်ဖိတ်ခေါ်ပေးတာပါအမဟုတ်ဒီဆက်စားချင်းအမမိတ်ဆက်ပေးပါအောင်အမရဲ့ဒီ profession နဲ့ education background တွေပေါ့နော်ပြီးတော့အမလက်ရှိလုပ်တဲ့အတွေ့အကြုံတွေကိုချက်မျှဝေပေးပါအောင်ဟုတ်အမရဲ့နာမည်ကတော့ယမီဖြစ်ပါတယ်West Yangon Technological University ကနေပြီးတော့ Bachelor of Engineering Civil နဲ့ပွဲရပြီးလက်ရှိမှာ Hokkaido Sapporo မြို့မှာ Cat Operator 3နှစ်ကျော်အတွေ့အကြုံရှိပါပြီအမအနေနဲ့ reverse ကိုဘယ်လိုဝိစားသိခဲ့တာလဲအမအဲ့ဒါလေးတစ်ချက်မျှဝေပေးပါဦးအမပြီးကျွန်တော် reverse နဲ့အတူပဲဆက်လုပ်ဖို့တော့အမဘာကြောင့်ဆုံးဖြတ်ချက်ချခဲ့တာလဲအမတစ်ချက်ပြောပြပေးပါဦးအမReverse ကိုကဒီ Australia ရဲ့အချက်လက်တွေရှာရင်းနေပေါ့နော်အမှတ်မထင်ပဲဒီ Facebook မှာတွေ့ခဲ့တယ်ပေါ့နော် Reverse ရဲ့ကြော်ညာလေးကြည့်ပြီးတော့inquiry form ကနေပြီးတော့စပြီးတော့ဆက်သွယ်ခဲ့ပါတယ် consultation လုပ်ခဲ့ပြီးတော့အဆင်ပြေတော့ဆက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်အမအနေနဲ့ကျွန်တော်ယုံကြည်နေကျွန်တော် reverse ဆက်လုပ်ဖို့အတွက်ပေါ့နော်ဆုံးဖြတ်ချခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အမရဲ့လုပ်တဲ့အတွေ့အကြုံရောပေါ့နော်အမအနေနဲ့ဒီ Australia ကလုပ်တဲ့အရေးချင်းစစ်တဲ့ scale assessment ပေါ့နော်ဘယ်လိုမျိုးဒီအလုံးနဲ့ပဲရွေးချယ်ဖြစ်ခဲ့တာလဲပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ reverse နဲ့ occupation selection လုပ်တဲ့နေရာမှာဖြစ်ကျွန်တော်တို့ဘယ်လိုအကြံပေးခဲ့လဲဆိုတာလေးမှာမျှဝေပေးခဲ့ပါအောင်ပါဟုတ်အမရဲ့ပွဲကလည်း BC ပဲဖြစ်ပြီးတော့အတွေ့အကြုံကလည်း drafter အနေနဲ့3နှစ်ကျော်အတွေ့အကြုံရှိတဲ့အတွက်ကြောင့်ဒီ reverse နဲ့ရှင်းနေတယ်လေဟို consultation လုပ်တဲ့အခါမှာရှင်းနေရလဲအမရဲ့ဒီ CV ကိုကြည့်ပြီးတော့ပေါ့နော်civil engineering draft person ရဲ့ scale လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့ဖြစ်တဲ့အတွက်ကြောင့် recommendation ပေးလို့အမဒီ occupation ကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့အမအနေနဲ့ reverse ချိတ်ဆက်ပြီးမလုပ်ခင်ပေါ့နော် Australia သွားဖို့အတွက်ဒီ scale assessment scale migration research လုပ်ခဲ့တာမျိုးတော့ကိုယ်တိုင်ရှောက်ဖို့အတွက်လေ့လာပြီးတော့စဉ်းစားခဲ့တာမျိုးမှရှိခဲ့သေးလားမအဲ့ဒီအတွေ့အကြုံလေးညှောက်ပြီးပါဦးကိုယ်တိုင် research လုပ်ကြည့်တဲ့အခါမှာကျတော့အချိန်ပေးရမှာကတခြားပေါ့နော်ပြီးတော့ကိုယ်ကိုလည်းအဲ့လိုမျိုးအသေးစိတ် highlight ပေးမဲ့ senior ကလည်းမရှိတဲ့အတွက်ကြောင့် reverse ကိုချိတ်ဆက်ပြီးတော့ reverse နဲ့လုပ်ဖြစ်ခဲ့ရဖြစ်ပါတယ်အမရဲ့ဒီ document ပြင်ဆင်တဲ့အပိုင်းမှာပဲဒီလုပ်တဲ့အတွေ့အကြုံနဲ့ဆက်တဲ့ service နဲ့စုတောင်းနိုင်ဖြစ်ပေါ့နော်ဘယ်လိုခက်ခဲရှိခဲ့တယ်လဲဆိုတာလေးတစ်ချက်ညှောက်ပေးပါအောင် document စဆူတဲ့အခါမှာအမရဲ့အလုပ်နဲ့ပတ်သက်တဲ့ဆိုင်နေရာ test record တို့ဒီ bank statement တို့ pay slip တို့ဆိုင်ရတဲ့အကုန်လုံးဂျပန်ဆိုင်နဲ့ဖြစ်တဲ့အတွက်ကြောင့်ဂျပန်တို့ English ဘာသာပြန်တဲ့အခါမှာမြန်မာ service နဲ့ပဲပြန်ခဲ့တဲ့အတွက်ကြောင့်ပေါ့နော်ဒီ back access ကနေပြီးတော့ဒီဟာကိုလက်ခံပါမှာဆိုရဲဆိုရင်မို့တော့အနေငယ်ရှိခဲ့ပါတယ်ဟုတ်ကဲ့အမအဲ့တော့အမဒီ scale assessment စလုပ်ခဲ့တယ်ဆိုတော့စတင်ပြင်ဆင်တဲ့အချိန်ကစပြီးတော့ပေါ့နော် positive outcome ပေါ့နော်ရတဲ့အချိန်ဒီမှာအချိန်ဘယ်လောက်ဟိုကြာခဲ့လေပေါ့နော်reverse ကိုစပြီးတော့ဆက်သွယ်ခဲ့တာ February လကုန်လောက်ဖြစ်မယ်ထင်တယ်အဲ February လကုန်ကနေဆက်သွယ်ပြီးတော့ March လောက်မှာစပြီးတော့ပြင်ဆင်နေပေါ့နော်အခုဒီ positive outcome ကတော့ August လောက်မှာ positive outcome ထွက်တဲ့အတွက်ကြောင့်စုစုပေါင်း6လလောက်ကြာခဲ့ပါတယ်။23မှာစတင်ပြီးတော့ August 4ရက်နေ့မှာpositive outcome ထွက်တဲ့အခါမှာကျတော့အားလုံးပေါင်းစုစုပေါင်း processing time ကတစ်ပတ်နဲ့9ရက်လောက်ပဲကြာခဲ့တယ်ပေါ့နော် scale assessment ကိုကျွန်တော်စာရွက်စာတမ်းစုံသွားပြီးတင်လိုက်တဲ့အချိန်ကစာပြီးခု outcome ထွက်တဲ့ဒီပေါ့နော်ကျွန်တော်တစ်ပတ်ကြော်နဲ့ထွက်ခဲ့တာပေါ့နော် outcome တစ်ခုလည်းရသွားပြီဆိုတော့ပေါ့နော်အမအနေနဲ့ဘယ်လိုခံစားရလဲဆိုတာလေးတွေမှာတစ်ချက်ပြောပြပါအောင်ဟုတ်ကဲ့aspect ကနေပြီးတော့အမရဲ့ assess က positive outcome ထွက်လာပြီဆိုတော့ result ကိုလာပြောတဲ့အချိန်မှာတအားကိုအံ့ဩခဲ့ရပါတယ်ပေါ့နော်။ပြန်လဲဝန်တာမိပါတယ်ဟုတ်ကဲ့အမနဲ့ထပ်တူပေါ့နော်ဂုံယူဝမ်းမြောက်ပါတယ်ကျွန်တော်တို့လည်းထပ်တူဒီ result တွေပေါ့နော်ဝမ်းသာပါတယ်မြန်မာ client တွေ general people client တွေပေါ့နော်ကျွန်တော်တို့လည်းအတူစတင်ပြီးတော့ scale assessment အစလုပ်နေတဲ့ပြင်ဆင်နေတဲ့မြန်မာ scale professional တွေရှိတယ်ပေါ့နော်အဲ့တော့သူတို့အတွက်အနေနဲ့အမပေးခြင်းတဲ့အကြံဉာဏ်လေးရှိလို့ရှင်ညှောက်ပေးပါအောင်ဟုတ်မြန်မာ scale professional တွေအတွက်လည်းဒီ Australia ရဲ့အစိုးရဘက်ကနေပြီးတော့အခွင့်အလမ်းတွေဖွင့်ပေးထားတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ရရှိထားတဲ့ဘွဲနဲ့ပညာရေးချင်းနဲ့ကိုလောက်ကင်တွေ့ကြုံနဲ့ကဒီ Australia ရဲ့ scale လိုအပ်ချက်တွေနဲ့ကိုက်ညီတယ်ပြီးတော့ကိုကလည်းအနာဂတ်မှာပေါ့နော်ဒီ Australia ရဲ့ PI ဖြစ်ဖို့ကိုရွေးချက်ရှိရဆိုလို့ရှိရင်တော့ဒီ scale assessment ကိုပြင်ဆင်ထားဖို့တိုက်တွန်းချင်ပါတယ်ရှင်အမရဲ့ဒီနေ့ကျွန်တော်တို့အတွေ့အကြုံလေးနဲ့အမရဲ့ကြိုက်မှုချက်ကျွန်တော်လက်ရှိ Australia scale migration ပေါ့နော်ပြင်ဆင်နေတဲ့လူတွေအတွက်လည်းအများကြီးအကျိုးရှိမယ်အထောက်အကူဖြစ်မယ်လို့မှကျွန်တော်ယုံကြည်ပါတယ်ဟိုဒီနေ့အချိန်ပေးပြီးတော့ကျွန်တော်တို့မျှဝေပေးတာဆိုတဲ့မှာကျေးဇူးတင်ပါတယ်မှာအဲ့တော့ reverse ကိုစားပေါ့နော်အမချက်လာမယ့် scale migration journey ပေါ့နော်ဆက်လက်ပြီးအောင်မြင်စွာဟိုရှောင်းလန်းနိုင်ပါစေ Australia PR အနေနဲ့ပေါ့နော်အများဆုံး Australia dream ကိုအမြဲ account ထဲပေါ်နိုင်ပါစေလို့မှကျွန်တော်တို့ဆုတောင်းပေးပါတယ်မှာကျေးဇူးနဲ့ပြပါစေဟုတ် reverse ကိုလည်းအများကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့မဟုတ်အခုညီဆောင်ခွင့်ရတဲ့အတွက်လည်းဟိုကျေးဇူးတင်ပါတယ်မှာဟုတ်